ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ပေါ့နော်ကိစ္စလေးတစ်ခုပြောပြပါမယ်ရင်းတော့ကျွန်တော်တို့ဘက်မှာလီကိုတွေရောင်းတယ်လီကိုတွေရောင်းတာတစ်ခု2500ပဲပေးရတယ်အဲ့တော့ကျွန်တော် unboxing video လေးတွေတင်ပေးပါတယ်ပြီးရင်ပြောတော့ရှိတာကျွန်တော်တင်းမျက်နှာမှာ blind bag တွေတွေ့ခဲ့ပါတယ် Italian brainwash blind bag တွေပါ brainwash blind bag တွေပေါ့နော်အဲ့ဒါကျွန်တော်ဝယ်ပြီးတော့ငါး viewer လေးတွေပြမယ်ဆိုပြီးတော့ဝယ်ဖို့လောက်တုံးမှာပဲပေါ့နော်ဈေးက3500ဆိုတော့ဒါကျွန်တော်တက်နိုင်တဲ့ဈေးမဟုတ်ဘူးပေါ့ဗျာတက်နိုင်တယ်ဒါပေမဲ့မတောင်းလေကျွန်တော်တစ်ခါဖောက်ရင်နှစ်ထုပ်လောက်တော့ဆမ်းဖောက်ကြည့်နေတာပေါ့ဗျာအဲ့ဒီတော့အဆင်မပြေဘူးဈေးကအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီဗီဒီယိုမှာပေါ့နော် view 20ရရင်အဲ့ဒီ blind bag တစ်ခုဖောက်ပြပါမယ်ထုတ်ပါ blind bag တစ်ထုပ်ဖောက်ပြပါမယ်ကျွန်တော်နောက်ထပ်ပြောချင်တာကျွန်တော် unboxing video တွေမတင်နိုင်ဒါလေးလိုမျိုးလီကိုရိုဘော့လိုမျိုးပေါ့နော်လီကိုရိုဘော့ထွင်နည်းတွေလာပါမယ်ဘလို့လောကမလဲဘလို့လောရင်တော့ဘော့ join တွေအစိတ်တွေကောင်းမလဲအဲ့လိုနည်းတွေလာပါမယ်အဲ့လိုနည်းတွေလာမယ်ပေါ့နော်အဲ့လိုနည်းတွေလာပါမယ်အဲ့လိုမျိုးနော်ကျွန်းကျင်ပေါ့နော်အဲ့လိုနည်းတွေလာပါမယ်ပြီးကျွန်တော်ပြောချင်တာတစ်ခုကတင်ပေးနိုင်သမျှတင်ပေးမယ်ပေါ့နော်နောက်ပြီးပြောချင်တာကျွန်တော်ကိုလီကိုရိုဘော့လုပ်ဝေးပါတယ်ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော် post တင်မယ်ပေါ့ဗျာ post တင်တဲ့အောက်မှာဗျာဘာသာတို့ the most icon နဲ့အဖြစ်ဆုံးအကောင့်ဗျာဥပမာစူဇာနိုတို့ဥပမာမဟာရာဂါတို့ဂိုဂျိုတို့ဘာလို့ကြိုက်တဲ့အကောင့်တွေဗျာဒါမှန်းကြမန်းလို့အဲ့ဒါဗျာကောမအများဆုံးဖြစ်ရင်ကျွန်တော်လုပ်ပေးမယ်ဗျာနည်းတော့ကျွန်တော်မလုပ်ပေးဘူးပေါ့အဲ့ကောမအများဆုံးဖြစ်တဲ့ဟာကျွန်တော်စားလုပ်ပေးပါမယ်စောင်းတာမဟုတ်ပြီးတော့မှလာမှာပေါ့ပြီးမှ update တွေနဲ့ပြီးမှ share တော့ဟာတွေလာမှာပေါ့ပြီးမှဘာလို့ကြိုက်တဲ့ one piece တို့ gojo တို့အနီးနဲ့အပြားနဲ့ဘာလုပ်နေတော့မလို့အဲ့လိုတွေလာမှာပေါ့ဗျာဟုတ်ပြီလာမှာပေါ့ပြီးတော့ one piece ကြိုက်တဲ့အကောင်ဘာခိုင်းရဥမာဂိုဒီရောဂျာတို့ဘာပဲပေါ့နော်ကျွန်တော်ပြောချင်တာအခုမှကောမများဖို့လိုပါတယ်ဒါပါပဲခုပြောချင်တာဒါပါပဲဒါလေးလာပြောတာပါအဲ့ဒါလေးပါဘာလို့လဲအဲ့ဒါပါပဲပြီးကျွန်တော် post တွေလည်းလာပါမယ်ခုတော့ကျွန်တော် red ဆိုတဲ့ကောင်လေးကိုလုံနေပါတယ်အဲ့ဒါပြီးရင် result လေးပြပါမယ်ဒါပေမဲ့သူ့ခေါင်းအရင်ကြည့်လိုက်ပါကျွန်တော်လာခဲ့ပါမယ်ပြီး action figure unboxing အနေနဲ့ brainwash unboxing နဲ့လာပါမယ်ဒါတော့တရာလာလို့ဘုံပါဒီတို့ခိုဒီလို့လာမယ်ဗျာမှာလဂရန်တကွန်ဘီနော်ဆီယံတော့ကျွန်တော်က Italian brainwash အကောင့်တွေအကုန်သိတော့ကျွန်တော်ဒီကိုတွေနဲ့လည်းဖန်ပြီးပြမယ်ဝယ်ဆက်ပြမယ်အဲ့လေးလာပြောတာပါဟိုမှာတော့ကျွန်တော်စူဇာနိုပါစူဇာနိုကဆက်စရာမလိုဘူးဗျပြီးအမှဗီနိုအကောင့်အကြီးတွေအများကြီးရှိတယ်အမှဗျာunboxing video တွေလာပါမယ်စောင့်ဒီတော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ကိုယ်ခုံလေးပါအလီကပေါက်ခံဒီတော့ဒါလေးပစ္စည်းတွေဆက်လို့ရတဲ့ဟာတွေပေါ့နော်အခုလောလောဆယ်ကျွန်တော်ခွဲထားတာဒီမင်းသားလေးတွေ့ရနော်ဒီမှာပေါ့နော်အဲ့ဒါတွေကျွန်တော်ခုမှခွဲထားတာတွေပါကျွန်တော်စိတ်ကတော့ကျွန်တော်ရှိပါတယ်ကဲပြီးဒီမှာ unboxing video တွေလာပါမယ်ဟောတော့ကျွန်တော်ပစ္စည်းတွေအများကြီးဝယ်ထားတာဒီတော့ဈေးနဲ့တော့ပေါ့နော်ကဲဒီဘဲကိုတီးကြတာမသိဘူးဒီဘဲအဲ့ဒီဒီဘဲပေါ့နော်ဒီဘဲတီးကြတာတော့
ပြီးအမအရှိဖစ်ကန်မဟုတ်ဘူးလေဒါမီတာတီပြီးကျွန်တော်နောက်တို့ကောင်းနေပြမယ်ဒီဗီဒီယိုကပြလဲပြမှာစကားကြီးလည်းအများကြီးပြောမှာဒီမှာကအဲ့လိုဂျီဝါကြီးရယ်ခါခါရှိရယ်ဆာစကေရယ်ဒါတော့သူလုံးတော့မသိအီတာချီရယ်နာရူတိုရယ်အိုဘီတိုရယ်နောက်ဆုံးနှစ်ကောင်လုံးကဒါပေမဲ့လည်းသူကိုဘွားပေါ့ဗျာအကောင်ဝယ်ထားတဲ့အကြောင်းကြီးကကိုဘွားပေါ့ကိုဘွားဗျကိုဘွားတမျိုးမထင်နဲ့ကိုဘွားမစတာဝါတွေရောမပြီးအမအကောင်တွေရောအမငါပြတဲ့အကောင်တွေရောမပြီးဗီနိုတွေရောပြီးရင်အမလီလာတွေရောမဘုံပါတီတို့ခရိုကိုဒီလိုတော့မြင်ရလားတော့မသိအမပြီးတရာလာလို့ရာကျွန်တော်ဖန်မှုတဲ့အကောင်တွေကတိတ်မြင်ခဲတယ်ဗျအမလေးဟုတ်အောင်ဖန်ဘူးတော့မြင်ရမယ်အမအဲ့ထက်ကကျွန်တော်ဖုံတောင်းထားတဲ့အကောင်တွေတော့မြင်ရမှာမဟုတ်ရာဘာလို့စောင့်မျှော်နေလဲအဲ့ဒီနီဂျာက like 30 view 30တကယ်ပြေသွားတဲ့အထိမ့်မှတ်အနေနဲ့ကျွန်တော်ဘူးတွေအမောင်းစင်းလောက်တာအတစ်တင်ပေးပါမယ်ကျွန်တော်ဘောနော်ခုဆိုရင်ကျွန်တော်တို့စာမေးပွဲကြီးလည်းပြီးပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးတင်ပေးပါမယ်ရှာဗီဒီယိုလေးစတင်ပါပြီဒီနေ့ကစပြီးတော့ကျွန်တော်ပြီးရင်ဇလန်းကိုကျော်ဇလန်းတို့ကိုမောင်ဇလန်းတို့လာပါမယ်အဲ့ဒါလေးလာပြောတာပါ Bye guys ဒါပေမဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးရင် like and subscribe နဲ့ဘေးနာခေါင်းလေးတိကျကြပါဦးမတိကျရင်ကျွန်တော်ပုံမှာပြထားတဲ့အကောင်ကြီးကတင့်ကိုလာချောက်လိုက်ပါမယ် Bye like and subscribe လုပ်ခဲ့